ဇလန်းကတဖြည်းဖြည်းနဲ့အမှောင်ဘက်ကိုဦးတည်လာပါတယ်။ရန်ချိုဟာကျောင်းအုပ်ကြီးရဲ့သမီးဖြစ်သူပီယာနဲ့ချစ်ကြိုက်မိသွားပါတယ်။တစ်ဖက်မှာလည်းတီထွင်မှုဝါသနာပါတဲ့ကျောင်းသားဂျွိုင်းဟာသူ့ရဲ့စီမံကိန်းကိုကျောင်းအုပ်ကြီးဗိုင်းရပ်စ်ကအတိမတ်မပြုတ်ပဲကျောင်းဆင်းခွင့်မပေးဘူးလို့ရဲရဲဆက်ဆက်ညှင်းပယ်လိုက်တဲ့အတွက်စိတ်တက်ကြပြီးအခန်းထဲမှာကျိုးဆွဲချတေဆုံးသွားခဲ့ပါတယ်။ဒါဟာပညာရေးစနစ်ရဲ့လူတက်မှုပဲလို့ရန်ချိုကကျောင်းအုပ်ကြီးရှေ့မှာတင်ရဲရဲဝံ့ဝံ့ဝေဖန်ခဲ့ပါတယ်။ညတညမှာတော့ရန်ချိုတို့တငယ်ချင်း၃ယောက်အရက်မူးပြီးကျောင်းအုပ်ကြီးအိမ်တကားကိုစီးသွားခဲ့ကြရာကနေအကုန်မိသွားပါတယ်။ဗိုင်းရပ်စ်ဟာရာဂျူးကိုခေါ်ပြီးမင်းကျောင်းထုတ်မခံချင်ရင်ရန်ချိုကိုကျောင်းထုတ်ဖို့လက်မှတ်ထိုးလို့အကြက်ကင်ပါတော့တယ်။တငယ်ချင်းကိုလည်းတစ္ဆာမဖောက်ရဲမိသားစုရဲ့မျှော်လင့်ချက်ကိုလည်းမဖြက်စီးရဲတဲ့ရာဂျူးခမညာလမ်းပြောက်ပြီးကျောင်းအုပ်ကြီးရုံးခန်းပဒင်းပေါက်ကနေအောက်ကိုခုန်ချပြီးကိုတေချောင်းကြံစီလိုက်ပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ရာဂျူးဟာရန်ချိုနဲ့ဟာဟန်တို့ရဲ့နှင်းညက်မပြတ်ပြုစုမှုကြောင့်တတိပြန်ရလာပြီးသူ့ရဲ့ကြောက်စိတ်တွေကိုဖျောက်ဖျက်နိုင်ခဲ့ပါတယ်။သူဟာကုမ္ပဏီအင်တာဗျူးမှာသူ့ရဲ့ဝီချဲနဲ့တင်ရိုးသားပြတ်သားစွာဖြေဆိုခဲ့လို့အလုပ်ရသွားခဲ့ပါတယ်။ဟာဟန်လည်းရန်ချိုရဲ့တိုက်တွန်းမှုကြောင့်အဖေဖြစ်သူကိုဒူးထောက်တောင်းပန်ပြီးသူဝါသနာပါတဲ့တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာဘဝကိုရွေးချယ်ခွင့်ရသွားခဲ့ပါတယ်။ကျောင်းဆင်းခါနီးညတညမှာတော့တမျိုးလုံးမုန်တိုင်းမိပြီးရေကြီးလျှက်စစ်မီးပြတ်နေတုန်းကျောင်းအုပ်ကြီးရဲ့သမီးကြီးဘိုင်းနာလာပါတယ်။ဆေးရုံသွားဖို့လမ်းမရှိတဲ့အတွက်ရန်ချိုဟာကျောင်းသားတွေအကုန်လုံးကိုစုစည်းပြီးကားဘက်ထရီတွေအင်မာတာတွေနဲ့မီးလင်းအောင်လုပ်ပြီးတော့ဖုန်ဆုပ်ဆက်ကိုတုံးပြီးကလေးကိုအောင်မြင်စွာမွေးဖွားပေးလိုက်ပါတယ်။ဒီလက်တွေ့အင်ဂျင်နီယာပညာကိုမြင်လိုက်ရတဲ့ကျောင်းအုပ်ကြီးဗိုင်းရပ်စ်ဟာသူ့ရဲ့မှားယွင်းတဲ့စနစ်ကြီးကိုနောင်တရသွားပြီးမျက်ရည်ကျကရန်ချိုကိုကျောင်းရဲ့အတော်ဆုံးကျောင်းသားကိုပဲပေးမဲ့ပါမောက္ခချုပ်ရဲ့တမိုင်းဝင်ဖောင်တိန်ကိုလွှဲအပ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ဘွဲနှင်းတပင်ပွဲပြီးတာနဲ့ရန်ချိုဟာဘာကြောင့်မှန်းမသိပဲအားလုံးရဲ့ရှေ့ကနေပျောက်ချက်သားပြင်းပျောက်ကွယ်သွားခဲ့ပါတယ်။အခုအချိန်မှာတော့ဟာဟန်နဲ့ရာဂျူးတို့ဟာခြာတာပြတဲ့လိပ်စာအတိုင်းရန်ချိုရဲ့အိမ်ကြီးကိုရောက်သွားခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာတီးလိုက်ရတဲ့အမှန်တရားကသူတို့တီးတဲ့တငယ်ချင်းရန်ချိုဟာတကယ်ရန်ချိုမဟုတ်ပါဘူး။သူဟာအိမ်စေခံရဲ့သားဖြစ်ပြီးပညာဉာဏ်အရန်တော်လုံးလို့တထေးသားရန်ချိုကိုစားNCEကျောင်းမှာစာဝင်တင်ပြီးဘွဲလက်မှတ်ယူပေးခဲ့ရတာဖြစ်ပါတယ်။ဘွဲရပြီးတာနဲ့စာချုပ်အတိုင်းအစအနဖြောက်ပြီးပျောက်ချက်သားပြင်းသွားခဲ့ရတာပါ။သူ့ရဲ့တကယ်နာမည်ရင်းကအချိုတူပါ။တငယ်ချင်းတွေဟာပီယာကိုပါမင်္ဂလာဆောင်ကနေခိုးထုတ်လာပြီးချိုတူးရှိရာလာဒက်ကတောင်ပေါ်ကျောင်းလေးစီလိုက်လာခဲ့ကြပါတယ်။အဲ့ဒီမှာကလေးတွေကိုလက်တွေ့သိပ္ပံပညာတွေသင်ပေးနေတဲ့တငယ်ချင်းဖြစ်သူနဲ့ပြန်လည်ဆုံစည်းခွင့်ရသွားခဲ့ကြပါတယ်။ခြာရာကတော့ရန်ချိုကိုစင်းရဲသားကျောင်းဆရာလေးအထင်နဲ့အောင်နိုင်သူအဖြစ်စာချုပ်မှာလက်မှတ်ထိုးခိုင်းပြီးလှောင်ပြောင်နေတော့ရန်ချိုစီကိုဖုန်းတကော့ဝင်လာပါတယ်။အဲ့ဒီအခါမှခြာရာအသေးအတန်စာချုပ်ချုပ်ဖို့ရှာနေရတဲ့မူပိုင်ခွင့်ပေါင်းရာချီပိုင်ဆိုင်ထားတဲ့ကဘာကျော်သိပ္ပံပညာရှင်ကြီးဖွန်စွတ်ဝန်ဒူးဆိုတာတကယ်တော့သူတို့ရဲ့တငယ်ချင်းရန်ချိုဖြစ်နေမှန်းသိသွားပြီးအံ့ဩမှင်သက်ကဒူးထောက်ရှုံးပေးလိုက်ရပါတော့တယ်။ဘဝမှာအောင်မြင်မှုကိုမလိုက်ပဲထူးချွန်မှုကိုသာလိုက်ခဲ့လို့အရာအလုံးအဆင်ပြေသွားခဲ့ရပါပြီ။ပရိသတ်ကြီးလည်းရန်ချိုရဲ့ All's Well ဆိုတဲ့စကားလုံးအတိုင်းဘဝကိုဝါသနာပါရာရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းရင်း Midnight Story Record ပါကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ရှင်။နောက်ထပ်ဇာတ်ကားပေါင်းများစွာကိုတင်ဆက်ပေးမှာမို့ channel ကို like and subscribe လုပ်ပေးပါနော်။ကြည့်ရှုသူအားလုံးအပေါ်မှာကျေးဇူးတင်ပါတယ်။